အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လဲကြိုဆိုလိုက်ပါတယ်မျိုးစားကောင်းစီစဉ်ဘိန်းလှလေးတစ်စီးနဲ့မိတ်ဆက်ပေးပါမယ် Mustang အမျိုးအစားလေးဖြစ်ပါတယ်2019 model လေးပါမျိုးစားကောင်းတဲ့ထဲမှာပါပါတယ်ဒီကောင်လေးတွေကထိုင်းဖက်ဆက်လေးတွေပါရှစ်တာရ80ရာခိုင်နှုန်းလောက်ကျန်ပါမယ်ထူးခြားချက်အနေနဲ့2019 model လေးကအင်ဂျင်ဖွင့်လက်မပါတော့ပါပဲဗျအင်ဂျင်လေးလုံးဝငြိမ်မယ်အင်ဂျင်တင်းမယ်စီယိုစိတ်မရှိပါဘူးစတက်မီလိုက်နေအကုန်ကောင်းပါမယ်နောက်တာရလဲ60ရာခိုင်နှုန်းလောက်ကျန်မယ် chain pocket တွေလည်းကျန်ပါသေးတယ်နောက်ဖောက်တွေလည်းကောင်းပါတယ်မန်းလိုင်စင်60ရပလက်နဲ့လာမယ်တက်တန်းအသစ်တိုးထားပါတယ်2029 9လပိုင်းတိရှိပါမယ်အင်္ဂလိပ်နံပါတ်ပြထုတ်ဖို့ချလန်တစ်ခါတည်းပါပြီးသားပါအိမ်စောမှာလည်း Mustang အော်ပတ်လေလေးဖြစ်ပါတယ်အင်ဂျင်အောက်ခန်းလေးတွေနောက်ဆေးလွတ်ပါတယ်နော်ဒီဘိန်းလေးကိုကျွန်တော်16သိန်း8000နဲ့ရောင်းချပေးပါမယ်53ဘီလန်13313လေးကြမန္တလေးစက်မှု1 Sunshine Moto မှာဘိန်းကြည့်ရပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်